ဓမ္မမိတ်ဆွေများခင်ဗျာဗမာခါချုပ်ဆရာတော်ဘုရားကြီးဤဓမ္မကိုကျင့်သုံးမှအခြေအနေစိုးတွေကလွန်မြောက်နိုင်မယ်ဆိုရင်ပူဆွေးကိုကြွခြင်းတောကပရိဒေဝတွေမှလွန်မြောက်ခြင်းရင်တတိပဋ္ဌာန်းဒီသာလည်းတကြောင်တည်းသောလမ်းဖြစ်တယ်ဟုဟောကြားဆုံးမထားသောတရားတော်ကောင်းမှုချက်လေးကိုနာယူမှတ်သားနိုင်ကြစေရန်ထုံနှုတ်၍ညှဝေပေးလိုက်ပါတယ်ခင်ဗျာဓမ္မကိုကျင့်သုံးမှသာလေဒီအခြေအနေစိုးတွေကိုလွန်မြောက်နိုင်တယ်ဓမ္မကိုမကျင့်သုံးလို့ရှိရင်အခြေအနေစိုးတွေကလွန်မြောက်ဖို့မရှိဘူးအခြေအနေစိုးတွေကလွန်မြောက်ချင်လို့ရှိရင်ဓမ္မဒီပတရားဒီနာနဲ့မိမိရဲ့ယတ္တိယပင်လယ်ထဲမှာခရီးသွားနေတဲ့ပုဂ္ဂိုလ်တွေဟာပင်လယ်ထဲမှာကျွန်းမြေကြီးတစ်ခုတွေ့ရင်အဲ့ဒီကျွန်းမြေကြီးဟာယတ္တိကိုနားခုံဖို့နေရာကြီးတစ်ခုဖြစ်တာပေါ့ထို့တူပဲတန်မြာခရီးသွားတဲ့အခါမှာလည်းမိမိကိုဆိုတာမိမိရဲ့တရားကိုယ်တိုင်ကျင့်သုံးရတဲ့တရားအဲ့ဒီတရားကိုကျွမ်းနည်းတဲ့ကွယ်ခိုင်မာဖြစ်အောင်တည်ဆောက်တာဓမ္မတရဏမိမိသားနဲ့တကယ်ကိုယ်ွယ်ရဓမ္မဒီနာနဲ့မိမိရဲ့တကယ်ကိုယ်ွယ်ရသူများဆိုကိုယ့်ရဲ့ကိုယ်ွယ်ရမဖြစ်ဘူးကိုယ်တိုင်လုံးဝကိုယ်ွယ်ရဖြစ်တယ်ဆိုလိုတာကမြတ်စွာဘုရားကပုဂ္ဂိုလ်ဆိုတာအာမကိုနဲ့ဓမ္မကိုအာကိုဘာဖြစ်လို့လဲဆိုတော့ပုဂ္ဂိုလ်ဆိုတာတခဏပဲကြည့်အခုမြတ်စွာဘုရားရှိသေးလားရှိတော့မြတ်စွာဘုရားကိုအားကိုးမယ်ဆိုလို့ရှိရင်အားကိုးလို့ရရလားမရပါဘူးမြတ်စွာဘုရားရဲ့လောက်နီးနီးပညာကြီးတဲ့ရှင်သာရိပုတ္တရာကိုအားကိုးမယ်ဆိုတော့ရှင်သာရိပုတ္တရာကိုရှိသေးလားမရှိတော့အားကိုးလို့မရအဲ့တော့အားကိုးလို့ရတာဓမ္မကိုအားကိုးမှတကယ်ထာဝရအားကိုးရစေဖြစ်တယ်ဒါကိုမြတ်စွာဘုရားကယောဓမ္မံပတ္တိသောမံပတ္တိယောจิตุတိဓမ္မဓမ္မကိုပတ္တိမြင်တွေ့သောထိုဓမ္မကိုမြင်တွေ့တဲ့ပုဂ္ဂိုလ်ဒီသားတွေမင်္ဂကိုပတ္တိမြင်တွေ့သူမြည်ဓမ္မကိုမြင်မှငါ့ကိုမြင်တယ်ဘုရားကိုမြင်တယ်လို့ရှိရင်တရားကိုမြင်မှတရားသိမှဘုရားတွေ့တရားမတွေ့ရင်ဘုရားမတွေ့နိုင်ဘူးဟုတ်ကဲ့ဓမ္မဒီသားနဲ့ကိုယ်ွယ်ရစိတ်ဘာဖြစ်လို့လဲဆိုဓမ္မဆိုတာကိုယ်တဏ္ဍမှာဖြစ်တာကိုယ်တဏ္ဍမှာရောက်အောင်ကျင့်သုံးတာဟာဓမ္မကိုအားကိုးတယ်လို့ခေါ်တယ်။ဒါကြောင့်မို့လို့မြတ်စွာဘုရားကဓမ္မဒီပါဓမ္မတရဏဓမ္မဒီပါတရားဒီလာနဲ့ကိုယ်ွယ်ရာယတ္တိယာရှိကြကုန်သည်ဓမ္မတရဏတရားလာနဲ့အားကိုးရာရှိကြကုန်သည်ဘဝထဖြစ်ကြကုန်ဆိုတော့ဟုတ်ပြီတရားကိုကိုယ်ွယ်ဖို့ဘယ်လိုလုပ်ရမှာတော့တပည့်တော်တို့ဓမ္မဒီပါဖြစ်အောင်ဓမ္မတရဏဖြစ်အောင်ဘယ်လိုလုပ်ရမလဲလို့ဆိုရင်ရသော်ဘုရားကနီးလေးပေးထားတယ်လေကာယေကာယတုပတိဝိရတိအတ္တပိသမ္ပဇာနောတတိမာဝိနေယလောကေအဘိဇာဒေါမနတံလူတိုင်းမှာကြည်ခန္ဓာကိုယ်ရှိတယ်နော်လူတိုင်းမှာခံစားချက်တွေရှိတယ်နော်လူတိုင်းမှာအသိစိတ်တွေရှိတယ်လူတိုင်းမှာအတွေးအမြင်တွေရှိတယ်အဲ့ဒါတွေကလူတိုင်းမှာပိုင်ဆိုင်တဲ့အရာတွေပဲအဲ့ဒီပိုင်ဆိုင်တဲ့အရာတွေပေါ်မှာအမှန်မြင်အောင်ကြိုးစားပါဆိုလိုတာကတတိပဋ္ဌာန်ကျင့်စဉ်ကိုကျင့်ဖို့ပြောတာတတိပဋ္ဌာန်ကျင့်စဉ်ဆိုတာအဲ့ဒီသဘာဝတွေကိုအမှန်မြင်အောင်ကြည့်တာကာယေကာယလူပတိဝိဟရတိအာတာပိသမ္ပဇာနောတတိမာဝိတေယလောကေဝိဇာဒေါမနတံကာယမိမိရဲ့ကာယအပေါ်မှာကာယတုပတိကာယဟုအဖမှန်ရှုလေးရှိသည်ဖြစ်ပြီးအာတပိပုရိပြေကြိုးစားခြင်းလုံးဝဝိရိယရှိသည်ဖြစ်၍တတိမာတတိထားသည်ဖြစ်၍သမ္ပဇာနောအပညာအစဉ်ချင်းရှိသည်ဖြစ်၍လောကေကာယဆိုတဲ့လောကအပေါ်မှာအဘိဇာဒေါမနတံလောဘရဲ့ဝန္နေမှုဆိုတဲ့ဒေါမနတရဲ့ကိုဝိနည်းပဲဖြောက်၍ဝိဟရတိတရင်သုံးနေထိုင်ရမည်ဟု၍ဘဂဝါရှိဘုံတော်သခင်ရှင်တော်မြတ်ဘုရားသည်အဝေါစာကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေတည်းမိမိဘဝယက်တည်နိုင်အောင်ဘယ်လိုလုပ်ယက်တည်ဖို့နည်းလေးကတော့ကြည့်ကိုယ်ခန္ဓာကိုအာယုံဆိုင်လိုက်ကာယဆိုတာကာယနဲ့ပတ်သက်ပြီးတော့အာယုံဆိုင်ဆရာတွေအများကြီးရှိအဲ့ဒီအများကြီးတဲ့ကအလွယ်ဆုံးတစ်ခုပြောမယ်ဆိုရင်မိမိရဲ့နှာသီးကြားကအမြဲတမ်းထွက်နေတဲ့
ရှူးနေတဲ့ဝင်လေထွက်လေကလေးအဲ့ဒါကာယလို့ခေါ်တယ်အဲ့ဒီဝင်လေထွက်လေလေးပေါ်မှာအာယုန်လေးစိုက်ထားလိုက်အာယုန်စိုက်ထားလိုက်တဲ့အခါမှာတာမန်စိုက်ရမှာမဟုတ်ဘူးအတ္တပိမသိသိအောင်ကြိုးစားတတိမှာတတိကြီးထားတံပဇာနာလေးရဲ့တဘာဝကလေးကိုသိနေအောင်ဆင်ញင်စဉ်းစားအဲ့ဒီသုံးခုနဲ့ဟောဒီထွက်လေဝင်လေလေးကိုစူးစိုက်ပြီးတော့ထားလိုက်တဲ့စူးစိုက်ပြီးတော့ကြည့်နေတဲ့အခါမှာဘာတွေမဖြစ်เสียရဘူးဆိုရင်မိမိကာယနဲ့ပတ်သက်လာလို့ရှိရင်ထွက်လေဝင်လေလေးပေါ်မှာတွေ့တာတဲ့လောဘနဲ့မဖြစ်စေနဲ့ထွက်လေဝင်လေလေးရှူလို့ဆိုင်လို့မကောင်းလို့ဝမ်းနဲ့ကြေကွဲမှုဆိုရင်ဒေါမနတတို့ဒေါသတို့လည်းမဖြစ်စေနဲ့အဲ့ဒီလောဘနဲ့ဒေါမနတတွေကိုဖယ်ရှားပြီးတော့တဘာဝကလေးသိနေအောင်လုပ်ပြီးတော့နေပါတဲ့ဒါကာယ ानु ပတနာလို့ခေါ်တယ်အဲ့ဒီလိုနေခြင်းဖြင့်ဓမ္မကိုအားကိုးရအားကိုးနေတာဖြစ်တယ်ကိုယ့်ရဲ့စိတ်ကလေးဟာဓမ္မဆိုတဲ့ကျွန်းပေါ်မှာတည်ထားတာဓမ္မဆိုတဲ့မိကိုရာလေးပေါ်မှာမိနေတာနဲ့အတူတူပဲဟောတဘာဝတရားတွေရှိလေထွက်လေဝင်လေလေးကိုအာယုန်လေးစူးစိုက်ပြီးတော့ထားလိုက်တဲ့အခါကျတော့ကျန်တာတွေအကုန်မေ့ထားလိုက်မေ့ထားတော့ထွက်လေလေးရဲ့ဝင်လေလေးရဲ့ဒီနှစ်ခုလေးပဲရှိတယ်နော်ထွက်လေလေးရဲ့ဝင်လေလေးရဲ့ဒီနှစ်ခုလေးရှိတယ်ကျန်တာတွေအလုံးဘာမှမသိဘူးအဲ့ဒီချိန်လေးမှာစိတ်လေးကငြိမ်းချမ်းမနေဘူးလားငြိမ်းချမ်းနေတယ်ထွက်လေဝင်လေလေးကိုစူးစိုက်ကြည့်ခြင်းအပြင်နောက်ဘာတွေပို့ပြီးတော့သိလာတော့ဆိုရင်ထွက်လေလေးကနေပြီးနှာသီးပြားကိုတိုးထိသွားတာသိလိုက်တယ်တိုးထိသွားတာကိုတိုးထိမှန်သိတဲ့စိတ်ကလေးပေါ်လာတာလည်းသိလိုက်တယ်ဟောထွက်လေလေးရဲ့ထွက်လေလေးထိတဲ့နေရာရဲ့ထိမှန်သိလိုက်တဲ့စိတ်ကလေးရဲ့ဝင်လေလေးရဲ့ဝင်လေလေးတိုးထိသွားတဲ့နေရာလေးရဲ့ထိမှန်သိလိုက်တာလေးရဲ့ဆိုသုံးခုမနေဘူးလားအဲ့ဒီသုံးခုလေးကိုမြင်အောင်ကြည့်တဲ့အခါကျတော့ထွက်လေလေးရဲ့ထိတဲ့နေရာလေးရဲ့အဲ့ဒီနှစ်ခုကရုပ်တရားအဲ့ဒီနှစ်ခုပေါင်းစပ်ပြီးလို့မှဟောထွက်လေလေးထွက်သွားပါလားလို့သိလိုက်တာလေးကနန္တရားတဲ့ဟောရုပ်နဲ့နန္တရားဒါလေးနှစ်ခုပဲရှိလူဟာအသက်ရှင်နေတာအဲ့ဒီလိုလေးနှစ်ခုနဲ့အသက်ရှင်နေတာဝင်တဲ့အခါမှာလည်းထို့တူပဲဝင်လေလေးကတစ်ခုဝင်လေလေးထိသွားတဲ့နေရာကာပတ္တရာယုံလေးကတစ်ခုထိမှန်းသိလိုက်တဲ့ကာယဝိညာဉ်စိတ်ကလေးကတစ်ခုဆိုသုံးခုမနေဘူးလားအဲ့ဒီသုံးခုလေးကိုခွဲခြားပြီးတော့သိဟောရှင်းလေးသိလာလို့ရှိရင်အဲ့ဒီအသိကိုနာမရူပပြိစ္ဆေဒဉာဏ်လို့ခေါ်တယ် analytical knowledge of mind and matter ဒါကာယေကာယ ानु ပတ္တိဝိဟရတိနောက်ကြတော့ရှင်းဆက်ပြီးတော့ကျင့်တဲ့ကျုပ်ကိုအားထုတ်လိုက်တဲ့ကဘယ်လိုထိအောင်သိလာတော့ဆိုရင်ထွက်လေလေးကနာသီးကြားကိုမထိခင်ထိမှန်းသိတဲ့စိတ်မပေါ်ဘူးထိလိုက်တဲ့ထိပြီးတဲ့နောက်မှာထိမှန်းသိတဲ့စိတ်ပေါ်တယ်ဝင်လေလေးကနာသီးကြားကိုမထိခင်ထိမှန်းသိတဲ့စိတ်မပေါ်ဘူးထိပြီးတဲ့နောက်မှာထိမှန်းသိတဲ့စိတ်ပေါ်တယ်ဆိုတော့ထိတာလေးကအကြောင်းတရားသိတာလေးကအကျိုးတရားမဖြစ်ဘူးလားအကြောင်းရောအကျိုးရောသဘောပေါက်လာတယ်အဲ့ဒီလိုကနေပြီးတော့ဆက်ကြည့်လိုက်တဲ့အခါကျတော့ဘာတွေတွေ့လာအောင်မလို့ဝင်လေလေးကနာသီးကြားကိုထိပြီးတော့ပျောက်မသွားဘူးလားပျောက်သွားတယ်ထွက်လေလေးကလည်းနာသီးကြားကိုထိပြီးတော့ပျောက်သွားတယ်ဝင်လေလေးမလာခင်ထွက်လေလေးကလည်းပျောက်သွားတယ်ထွက်လေလေးကလည်းဝင်လေလေးမလာခင်ပျောက်သွားတယ်ထိပြီးတော့သိတဲ့စိတ်လေးကလည်းထိပြီးတဲ့နောက်တစ်ချိန်မထိခင်ပျောက်သွားပြီမသိခင်ပျောက်သွားပြီဆိုတော့ဘယ်အရာမှထာဝရမြဲနေတာမရှိဘူးဖြစ်ပြီးပြတ်သွားတာတွေကြီးပဲလို့သဘောပေါက်လာတယ် insight knowledge ဝိပဿနာလို့ခေါ်တယ်အဲ့ဒါလိုဝိပဿနာဉာဏ်နဲ့ရှုဆိုင်ပြီးတော့ရှေ့ကိုဆက်ပြီးတော့ထိုအသိလေးကိုရင့်ကျက်လာအောင်လုပ်တဲ့အခါကျရင်ထာဝရမမြဲတဲ့သဘာဝတွေကိုမြင်လာတော့မြင်လာတဲ့အခါကျတော့တွေ့တာခြင်းဆရာဆိုတာလောကကြီးမှာဘာမှမရှိပါလားဒီတန်လျာဝကြီးကနေပြီးတော့လွတ်ချင်လာတဲ့စိတ်တွေဖြစ်ပြနေတဲ့အစဉ်ကြီးကနေလွတ်မြောက်ချင်လာတဲ့အစိတ်တွေညီးငွေးတဲ့စိတ်တွေလွတ်မြောက်အောင်ပြန်ပြီးစဉ်းစားလာတဲ့စိတ်တွေနောက်ဒီတဘာဝတရားကြီးပေါ်မှာလစ်လျူရှုနိုင်လာတယ်ချစ်ချင်းမုန်းချင်းဆိုတာမရှိတော့ဘဲနဲ့လစ်လျူရှုနိုင်တယ်တောကတွေမဖြစ်တဲ့သဘောတရားတွေပေါ်လာနိုင်တယ်အဲ့ဒီနည်းနဲ့နေတာဓမ္မဆိုတဲ့
မိကိုရာကြီးကိုမိကိုအားထားနေတာတူတူပဲအဲ့ဒီလိုနေရမယ်အဲ့ဒီလိုနေမှခေါင်းကအစိုးတန်တရားတွေကတွတ်မယ်အဲ့ထို့တူပဲဒါကာယ ानु ပဒနာနေတယ်လို့ဝေဒနာ ानु ပဒနာနဲ့ကြည့်ပျော်တဲ့အခါပျော်တဲ့သဘောတရားလေးကိုအာယုံဆိုင်လိုက်မပျော်တဲ့အခါမှာဝမ်းနေတဲ့အခါဝမ်းနေတဲ့သဘောလေးကိုအာယုံဆိုင်အာယုံဆိုင်နေတဲ့အခါဝေဒနာရဲ့သဘောလေးတွေကိုမြင်လာတယ်ထိုဝေဒနာရဲ့အကြောင်းတရားလေးတွေကိုလည်းမြင်လာတယ်ပြည့်ဝေဒနာရဲ့ချုပ်ငြိမ်းကြောင်းတရားလေးတွေကိုလည်းမြင်လာတယ်ဒါဝေဒနာ ानु ပဒနာထို့တူပဲကိုယ့်ရဲ့စိတ်ကလေးကလောဘနဲ့ရှင်တွဲလာတယ်တခါတရံဒေါသနဲ့ရှင်တွဲလာတယ်တခါတရံအမှန်မသိတဲ့မောဟနဲ့ရှင်တွဲလာတယ်တခါတခါ jealousy ခေါ်တဲ့အိတ်တာတွေနဲ့ရှင်တွဲလာရှင်တွဲလာတဲ့သဘာဝတရားလေးတွေကိုရှုမှတ်ဆင်ခြင်ကြည့်လိုက်လို့ရှင်ထိုသဘာဝတရားလေးတွေဟာအမှန်သိလာပြီးမမြဲတဲ့သဘောလေးတွေကသိလာinsight knowledge စိတ်ဓာတ်ပဒနာလို့ခေါ်တယ်အဲ့ဒီကနေပြီးတော့တခါတရံကျတော့လောဘဖြစ်နေတယ်ထိုလောဘကိုအာယုံပြုပြီးတော့သိမယ်ဒေါသဖြစ်နေတယ်ဒေါသကိုအာယုံပြုပြီးတော့သိမယ်အိတ်တာဖြစ်နေတယ်အိတ်တာကိုအာယုံပြုပြီးတော့သိမယ်ဓမ္မ ानु ပဒနာဆိုတာဖြစ်လာတယ်အဲ့လိုကလို့တရားဓမ္မနဲ့ပတ်သက်ပြီးတော့မိမိတဏ္ဍာမှာရှိတဲ့ကာယစိတ်ဓာတ်ဝေဒနာဓမ္မကာယဝေဒနာစိတ်ဓာတ်ဓမ္မဒီအာယုံလေးပုံမှာတတိထားပြီးတော့ရှုမှတ်သွားလို့ရှိရင်ဒါဓမ္မနဲ့နေတယ်လို့ခေါ်ပါတယ်အဲ့ဒီလိုနေဖို့မြတ်စွာဘုရားကကာယေကာယ ानु ပတိဝိဟရတိအာတာပိသမ္ပဇာနောတတိမဝိနေယလောကေအဘိဇာဒေါမနတံဝေဒနာတုဝေဒနာ ानु ပတိဝိဟရတိအာတာပိသမ္ပဇာနောတတိမဝိနေယလောကေအဘိဇာဒေါမနတံဓမ္မေစိတ်တိစိတ်ဓာ ानु ပတိဝိရတိအာတာပိသမ္ပဇာနောတတိမဝိနေယလောကေအဘိဇာဒေါမနတံစိတ်တိစိတ်ဓာ ानु ပတိဓမ္မေတုဓမ္မာ ानु ပတိဝိရတိအာတာပိသမ္ပဇာနောတတိမဝိနေယလောကေအဘိဇာဒေါမနတံဓမ္မေတုဓမ္မအာယုံတို့၌အာတာပိလုံးလာဝိရိယရှိသည်ဖြစ်၍သမ္ပဇာနောအစဉ်ပညာရှိသည်ဖြစ်တတိမတတိကောင်းသည်ဖြစ်၍ဓမ္မာ ानु ပတိဓမ္မဟူသောပမန်ရှုလေးရှိသည်ဖြစ်၍လောကီဓမ္မဆိုတဲ့လောကအပေါ်မှာအဘိဇာဒေါမနတအဘိဇာနဲ့ဒေါမနတကိုဝိနည်းရပဲပြောင်းရဝိရတိနေရပါမည်ဟူ၍ဘဂဝါရွှေဘုံတော်တကယ်ရှင်တော်မြတ်ဘုရားသည်အဝေါစာကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေတည်းနေထိုင်တော့ဘာဖြစ်လဲဆိုတော့မြတ်စွာဘုရားကရရှိရတဲ့အကျိုးတွေကိုဟောထားတာလူလောကမှာလူတွေဘာတွေဖြစ်နေတော့တောကတွေရှိတယ်အဲ့ဒီတောကတွေကိုကြော်ခြင်းသလားကြော်လွှားခြင်းသလားပရိဒေဝတွေငိုကြွေးနေရတာရှိတယ်မကောင်းတာတွေနဲ့တွေ့ရပြီးဝမ်းနည်းတယ်ခြေကွဲတယ်စိတ်ဆင်းရဲတယ်ကိုယ်ဆင်းရဲတယ်ဆိုတဲ့အဆိုးတွေလူလောကမှာမကြာခဏကြုံရအဲ့ဒါတွေကိုကြော်လွှားခြင်းဘာလို့အောင်ဟောဒီတတိပဒအကျင့်ပဲကျင့်ပါပါတယ်ဒီနည်းတစ်ခုတည်းပဲရှိပါတယ်သောကပရိဒေဝနာသောကပရိဒေဝတို့ကိုသမတိကမာယကျော်လွှားနိုင်ဖို့ရာဒုက္ခဒေါမနတံကိုဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းတို့ကိုဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းတို့အထင်ကမာယချုပ်ငြိမ်းွယ်ပြောက်သွားဖို့ရာအယံမေကိုဤတတိဥဒံဆိုတဲ့ကျင့်စဉ်လမ်းနေတာနဲ့ဧကယေနောတချောင်းဤသောလမ်းပါပဲဟူ၍ဘဂဝါရှိဘုတော်သခင်ရှင်တော်မြတ်ဘုရားသည်အဝေါစာကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေတည်း